ကြားဘူးထားတာကရေပေါ်ဈေးဆိုတာရေပေါ်မှာလှေလေးနဲ့ဈေးရောက်ကြတာကိုကြားဘူးထားတာပေါ့နော်။တော့တကယ်ရောက်ခဲ့တဲ့အချိန်ကျတော့ရေပေါ်ဈေးဆိုတာရေပေါ်မှာလှေလေးနဲ့ဈေးရောက်တာမဟုတ်ဘဲနဲ့အခုလိုကုန်းပေါ်မှာရောက်နေတာကိုတွေ့ခဲ့ရပါတယ်။ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဟိုးအရင်ကလိုရေပေါ်မှာလှေလေးနဲ့ဈေးရောက်တဲ့ရေပေါ်ဈေးလေးကိုပြန်မြင်ကျင်မှာသေးတယ်။ရေထဲမှာမရောင်းကြဘဲနဲ့ကုန်းပေါ်မှာရောင်းရခြင်းရဲ့အတိကအကြောင်းရင်းကအင်းလေးကန်ကြီးရေခမ်းလာတာနဲ့ပတ်သက်ပြီးတော့အတိကကြတယ်လို့ပြောလို့ရပါတယ်။တကယ်တော့ဒီနေရာကျွန်တော်ရက်နေတဲ့နေရာလေးဟာအရင်ကရေပေါ်ဈေးရှိတဲ့နေရာဖြစ်ပါတယ်။ဒါပေမဲ့ခုရေမရှိတဲ့အခါကျတော့ရောင်းစရာနေရာအရင်တော့စကောစကားကြီးရေလည်းမရှိကုန်းလည်းမပီတဲ့အချိန်ကြမှာအဲ့ဒီကုန်းပေါ်ကိုတက်ပြီးတော့ရောင်းလိုက်လို့ရေပေါ်ဈေးပြတ်သွားတာဖြစ်ပါတယ်။ရေပေါ်ဈေးဆိုတာကမ္ဘာမှာနှစ်ခုတည်းရှိတဲ့ဈေးထဲမှာကျွန်တော်တို့ရေပေါ်ဈေးဟာဒုတိယလိုက်တဲ့ဈေးဖြစ်ပါတယ်။ကျွန်တော်တို့ဒီရေပေါ်ဈေးလိုချင်တယ်လိုချင်လို့ဘယ်လိုလုပ်ရင်ရမလဲပြောတဲ့ခါကျတော့တာဝန်ရှိတဲ့လူကြီးတွေကဒီအင်းလေးကန်ရေကောလာတဲ့အတွက်မရနိုင်ဘူးပြောပြီးမယ်ကျွန်တော်တို့အင်းသားတွေကရေရှိတဲ့နေရာမှာနောက်ထပ်တစ်ခါပြန်ပြီးတော့ဖော်ထုတ်ရင်ရနိုင်တယ်လို့ကျွန်တော်တို့အဲ့လိုထင်ပါတယ်မရတော့တစ်ဒူပေါ်လာရေပေါ်ဈေးကိုဥမာဆိုတော့ကျိုးစားကြတာပဲဥမာခြေစားမှာလည်းရေပေါ်ဈေးသူတို့ကျိုးစားကြတယ်နောက်ပြီးတော့ဟိုအရှိဘက်ကီလာမှာလည်းရေပေါ်ဈေးလို့ကျိုးစားကြတယ်မဖြစ်လာဘူးဆိုတာဒီဟာရွာတီစရဲဟိုအလေးချင်းတစ်ခုမဟုတ်ဘူးဥမာရေပေါ်ဈေးဖြစ်ဖို့အဓိကအိမ်သုံးဆောင်ပစ္စည်းလာရောင်းတဲ့လူတွေရှိရမယ်အဲ့ဒါဒီရွာမဟုတ်ဟိုလေချီကနော်ရှီလီစီဆန်အဓိကစားကိုနောက်ပြီးတော့ခုံလည်းရစီဆန်အဓိကစားကိုနောက်ပြီးတော့ဟိုတောင်ပေါ်မှာခုပြီးတော့ဟင်းချဲစရာဟင်းဒီဟင်းရွက်တွေအဲ့ဒါလည်းရောင်းနေရှိမယ်သူကရှိနေမျိုးဘယ်လိုလာရောင်းတာဒီလိုစီအဓိပ္ပာယ်နောက်ပြီးတော့အရင်ကလည်းအိမ်တိုင်းတို့လိုဟာအနည်းဆုံးမရှိဘူးဆေးတဲ့အိမ်တွေကလှေငယ်ဒီစီတော့ရှိကြတယ်အဲ့လှေငယ်တဲ့တကူလိုပါလှော်ပြီးတော့ဟို shopping ထွက်တယ်လို့အချိန်ကုန်ခံပြီးတော့သွားဖို့မလိုဘယ်လိုညနေဈေးလို့ခေါ်လဲဆိုတော့အားတဲ့အချိန်အလုပ်အားတဲ့အချိန်အလုပ်ခဏချပြီးတော့ဟောလှေနဲ့ဆင်းပြီးတော့ကောင်းဝယ်တဲ့အချိန်နဲ့ယူစီရရှိနေကျွန်တော်တို့ tourism လုပ်ငန်း develop ဖြစ်ဖို့ဆိုလို့ရှိရင် floating market ကိုတအားပြီးဖွံ့ဖြိုးစေချင်ပါတယ်။ဘာဖြစ်လို့ဆိုတော့ယူရီးယားတို့ဘာလို့မှကကျွန်တော်တို့မရှိဘူးခုနောက်ပိုင်းလုပ်တဲ့ဥစ္စာတအားတက်တယ်။ဒါပေမဲ့ကျွန်တော်တို့ရှိတဲ့ဥစ္စာကြတော့ကျွန်တော်တို့တင်ကိုးတာပေါ့နော်။တို့တခြားနေရာမှာလုပ်မယ်ဆိုလို့ရှိရင်ဒီ image ကဒီနားကဖျားစုရဲ့နောက်တစ်ခုကလေဆဲရဲ့အဲ့ဒါပါမတူးရရေပေါ်စီ floating market ဆိုပြီးတော့လက်ခံတယ်တခြားနေရာမှာလို့ရင်သူတို့က make up ဆိုတဲ့ပုံစံမျိုးနဲ့ဥစားလုပ်မယ်တစ်ခါလုပ်မယ်ဆိုလို့ရှိရင်တို့ဒေသခံတွေရောအာဏာပိုင်အဖွဲ့အစည်းတွေရောကျွန်တော် CSO တွေရောတိုင်ပင်ပြီးတော့ဒီရေရှည် sustainable ဖြစ်အောင်လုပ်တင်တယ်လို့ထင်ပါတယ်လက်ရှိကျွန်တော်ရောက်နေတဲ့ဒီနေရာလေးကရေပေါ်ဈေးရဲ့ဒီရေတော်လေးပေါ့ဒါပေမဲ့အခုကျွန်တော်ရက်နေရရေရဲမဟုတ်တော့ကုန်းပေါ်ရောက်နေဒီနေရာလေးသာရေပြင်သားတကယ်ဖြစ်ခဲ့ရင်ကြည့်ရလူတွေနဲ့ဘယ်တော့မှပြောစရာကောင်းတဲ့မြင်ကွင်းလေးတွေရှုရင်းလေးတွေကိုယ်နိုင်ငံရဲ့စမ်းပါမှုတွေပြနိုင်မှာပေါ့ဒီရေတော်လေးကိုပြန်ပြီးတော့ရေလေးများပြန်ရောက်လာခဲ့ရင်ကျွန်တော်နိုင်ငံအတွက်အမှန်တန်လှပတဲ့ရှုရင်းလေးတစ်ခုရမှာပဲဆိုပြီးတော့စိတ်ထဲမှာအောင်းမမိတယ်
တဲ့တပ်ပုံဝါသနာရှင်တက်ကိုပါဒီပေါ်သေးလေးကိုကျွန်တော်ပုံစံထဲမှာတွေ့ဘူးနေကြဆိုကျွန်တော်လည်းစိတ်ဝင်စားလို့ဒီကိုလာခဲ့တာအခုတော့ဒီပေါ်လေးကကုန်းပေါ်မှာပဲတွေ့နေရပါတယ်ကျွန်တော်ဓာတ်ပုံလေးမှာတွေ့ဘူးနေတဲ့ဒီထဲမှာဇီးအောင်နေကြတဲ့ဒီပေါ်သေးလေးကိုကျွန်တော်ပြန်မြင်နေပါတယ်ကျွန်တော်ရဲ့ဆန္ဒဖြစ်စီရှင်တာတော့ဒီရေပေါ်သေးကိုပြန်ပြီးတော့မှအသက်သွင်းဖို့အတွက်ကျွန်တော်ကဒီအင်နာတွေတက်ဆိုင်တဲ့လူကြီးတွေအကုန်လုံးကျွန်တော်ပူးပေါင်းပြီးတော့မှပြန်စူးစမ်းကြမယ်ဆိုရင်ဒီနေရာလေးကတကယ်ရေပေါ်ဈေးလေးပြန်ဖြစ်လာနိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်